Hello everyone အားလုံးပဲမင်္ဂလာပါဇင်တို့ရဲ့ listening and speaking class video lesson day 3ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ video လေးမှာဆိုလို့ရှိရင်ဇင်တို့က at the grocery store ပေါ့နော်ဇင်တို့ကုန်စုံဆိုင်လေးတွေမှာပြောနိုင်တဲ့အင်္ဂလိပ်စကားပြောအတူလေးတွေကို sharing လုပ်ပေးသွားပါမယ် So are you ready for your learning Okay ဇင်တို့ကဒီမှာ Burmese and English ပေါ့နော် bilingual နဲ့ရှင်းလင်းလုပ်သွားပါမယ် Okay ပထမဆုံးအနေနဲ့ Hi how are you Hi how are you နော်ဒီမှာ how are you လို့မမေးဘဲနဲ့ How's everything What's up What's new ဒါလေးနဲ့လည်းသုံးလို့ရတယ်နော် I'm good Thank you How about you ကောင်းပါတယ်ကျေးဇူးတင်ပါတယ်မင်းရောအခြေအနေကောင်းရဲ့လားအဆင်ပြေရဲ့လားဒီမှာလဲ I'm good sir I'm doing great no that's fine เนาะဒါလေးတွေနဲ့လည်းသုံးလို့ရတယ် Okay သူ့ရဲ့ဖြေလေးက I'm fine thanks Do you need any help finding something နေကောင်းပါတယ် thanks ကျေးဇူးတင်ပါတယ် No do you need any help အကူအညီများလိုသေးလားတဲ့ Finding something တခုခုကိုရှာတဲ့နေရာမှာတဲ့အကူအညီလိုအပ်သေးလားတဲ့ Yes please I'm looking for apples ကျေးဇူးပြုပြီးရောတဲ့နော်ကူညီပေးပါဦးပေါ့နော်သူပြောချင်တာ I'm looking for apples ဒီမှာကျတော့ပန်းသီးတွေရှာနေရပါတဲ့ဒီမှာစင်သူတို့ကလေတယောက်ယောက်ရဲ့အကူအညီကိုကလေဂျင်းနက်စာကြည်ဖြူစာလက်ခံလာ yes please ကိုသုံးတယ်နောက်ပြီးတော့ I am looking for ရဲ့နောက်မှာကိုရှာနေတဲ့အရာတွေကိုသုံးလို့ရတယ်နော် I'm looking for အဲ့ဒီမှာသူ့ရဲ့ reply လေးက sure they are over there in the fruit section let me show you သိကြတာပေါ့ရပါတယ် they are over there ဟိုနားလေးမှာနေတဲ့ in the fruit section အတီးအပိုင်းကဟိုဘက်ဒီမှာတဲ့ let me show you ပြပြရစေတဲ့နော်ဒီမှာက let me help you ကူညီပြရစေနော်ဒီမှာ let နဲ့လည်းသုံးလို့ရတယ် may နဲ့လည်းသုံးလို့ရတယ်နော် may I show you နော်ဒီလိုမျိုးလေးသုံးလို့ရတယ် thank you ကျေးဇူးတင်ပါတယ် Tom you are very helpful မင်းကအရင်ကူညီတတ်တာပဲ you are very helpful okay no problem ကိစ္စမရှိပါဘူးတဲ့ happy to help ကူညီရတာဝမ်းသာပါတယ် is there anything else you need မင်းတခြားဘာတွေများလိုအပ်သေးလဲတဲ့ no I think that's it လိုတော့ပါဘူးကျမလိုချင်တာဒါပါပဲ thanks again အဲ့လိုလေးထွက်ရမယ်နော်ကျေးဇူးထပ်ပြီးတော့တင်ပါတယ်တဲ့နော် you welcome You're welcome နေရာမှာ You're most welcome လည်းရတယ်နော် It's okay နော်ဒါလည်းသုံးလို့ရတယ် No worries ကိစ္စမရှိပါဘူးလို့ပြောတာနော် Have a great day ဒါရတဲ့နေ့လေးဖြစ်ပါစေ Have a sweet day Have a wonderful day ဒါလေးလည်းသုံးလို့ရတယ်နော် You too Bye မင်းရောပဲတူတူပဲ You too နေရာမှာ Same to you လည်းသုံးလို့ရတယ်နော်Okay ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲစင်သူဒီမှာ sharing လုပ်ပေးတဲ့ဒီ grocery store အကြောင်းလေးကိုကိုယ့်ရဲ့ own အသံ file လေးနဲ့ပြောပြီးတော့စင်သူကို lesson ထပ်ထားပေးပါနော်ဆိုတော့စင်သူရဲ့ native speaker အသံ file လေးကိုလည်းနားထောင်ပေးပါအောင်နော် Hi how are you I'm good thank you How about you I'm fine thanks Do you need any help finding something Yes please I'm looking for apples. Sure, they're over there in the fruit section. Let me show you. Thank you, Tom. You're very helpful. No problem. Happy to help. Is there anything else you need? No, I think that's it. Thanks again. You're welcome. Have a great day. You too. Bye.